လိုလဲဆရာကြီးမင်းအောင်နေမိန်လာကြီးလားဗျရာသေးဘူးမကောင်းနဲ့တူတယ်ကော်ဖီလေးရင်တောက်လိုက်ဒီလိုပါပဲဗျာလောကကြီးမှာငွေရှိရင်ဒဇိန်းတောင်မှဆွေမျိုးဖြစ်နိုင်တယ်လို့ငွေမရှိရင်ဆွေမျိုးတောင်မှဒဇိန်းဖြစ်သွားနိုင်တာပဲ ဟုတ်တယ်ဗျဒါမှလည်းဘာမှအားမငယ်ပါနဲ့ဗျဒီနေ့ရောင်နေသားရဲ့အခြေအနေလည်းရောက်လာအောင်ပါပါပြီးတော့ဘသူသိနိုင်မှာလဲမိုးဆက်လည်းတထိတ်ဖြစ်သွားနိုင်တာပဲလေ စကားကြည့်ပဲဆိုရင်တော့အားရှိပါတယ်ဗျာအကလည်းကျွန်တော်တွေ့မှာပဲနေတိုင်းစိတ်ညစ်စရာကြီးနားထောင်နေရတယ်နော် မဟုတ်တာဗျာမိုးဆက်ရင်ဖွင့်ဖို့လိုအပ်လာရင်လာပြောကျွန်တော်အချိန်ရပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဟောဒါနဲ့မိုးဆက်စိတ်ညစ်နေဘာလို့ လဲသိလား အရက်တော့ရတယ်လေ မဟုတ်တာဗျာစိတ်အပန်းဖြေရတာဗျာတာထူးလေးလဲတနေ့ကကိစ္စကြောင့်သူစိတ်တော်ထိခိုက်သွားပုံရတယ်အဲ့ဒါသူလည်းစိတ်ပန်းပြေသွားအောင်ကျွန်တော်တို့ရောက်ပြင်သွားလေကြရင်ကောင်းမလား ဟုတ်တယ်အဲ့နေ့ကတာထူးလေးတော်တော်စိတ်ညစ်သွားတယ်လန့်သွားတယ်လေအဲ့ဆိုလို့ရှိရင်ကျွန်တော်မခိုင်လေးကိုခွင့်တောင်းကြည့်လိုက်အောင်မယ်လေသူခွင့်ပေးလို့ရှိရင်ကျွန်တော်သွားကြတာပေါ့ โอเคလေအဲ့ဆိုကျွန်တော်စောင့်နေပါခါခါခုလိုလိုက်ပြီးပြည့်တယ်ကျေးဇူးများကြီးတင်ပါတယ်ဗျာ
ရပါဗျာ ကျွန်တော်ပို့လိုက်ပြီနော် ရောက်လာပြီထိုင်မောကျွန်တော်တွေ့ရှင်နေဆိုတော့မခိုင်လေးလွတ်လိုက်လို့ဘာကိစ္စမှရှိနေတယ် ဟုတ်တယ်ဒါပေမဲ့ရေတော့ထိုးတောင်းနိထိုးတိုင်းမှာစပြောရတာပေါ့ကော်ဖီတောင်းလားအေးတောင်း ကျွန်တော်ကော်ဖီပဲပေး ဟုတ်ကောင်းပါလိုက်နော်ကိစ္စတော့ဒီလိုပြကျွန်တော်ခင်ဗျားကိုခဏနေရတယ်ရှိလို့ခေါ်ရတာ ခန်းလန်းစရာဘာကိစ္စပဲလဲမသိ လူတယောက်ကို9ရောက်ခံလိုက်ပြရမယ်အေးပြီးတော့သူ့ရဲ့သွားလာလှုပ်ရှားမှုတိုင်းကိုကျွန်တော်ပြန်ပြီးတင်ပြပေးရမယ် ဘလို့ကျွန်တော်နောက်ရောက်ခံလိုက်ခိုင်းရကျွန်တော်ရှင်းမဲဆိုတာဘလို့တော့မလုပ် ဒီလိုပေးလို့ခင်ဗျားတက်နင်းနာစေရပါဘူးဒီမှာခုခင်ဗျားမှာရှိနေတဲ့ကျွေးတွေအကုန်လုံးကိုတစ်ခါတည်းကြည်စင်းမဲ့ပမာဏပုံချုပ်ပေးမယ်အဲ့ဒါဆိုရင်ခင်ဗျားကျွန်တော်ရေးအောင်ပါဘာရလောက်တွေးနေရလဲဒီမှာခင်ဗျားကအဲ့ဒါမလုပ်ဘူးဆိုရင်နောက်လာခင်ဗျားရဲ့အကျွေးရှင်တွေကြောင့်ခင်ဗျားတင်သေးအေးမတင်ဘူးဆိုရင်ခင်ဗျားတန်တိုင်းနောက်ကိုသွားနေရမှာနော်အေးကျွန်တော်လည်းအဲ့ဒီတစ်ကနေခင်ဗျားကိုကယ်တင်ပေးနေရခင်ဗျားတွေးမှတယ် ကောင်းပြီစားကပ်တူ အခါ ဖေးတပြီလားကိုတောင်းသွင်းပါလေသူ့ရဲ့အဖေတူမေကွဲညီလေးတယောက်ရှိရဲတဲ့ဟိုသူ့ညီလေးကငယ်ငယ်တည်းကအိမ်မောကဆင်းသွားဆိုလားပဲအဲ့ထက်ပါပိုထူးဆန်းတာလည်းသိလား ဩအဖေပဲသိမလဲကွယ်ငါသမီးပဲဆက်ဆက်ဆွဆွ အဖေကလည်းတကယ်ထူးဆန်းတာပြောမလို့ပါဆိုရဲသူ့အဖေတူမေကွဲညီလေးကလေအိမ်မောကဆင်းသွားတာဘယ်သူမှလိုက်မရှာကြဘူးတဲ့မထူးဆန်းဘူးလား stars appear, and there is no one there to dry your tears. Well, I could hold you for a million years to make you feel my love. I know you haven't made your mind up yet, but I will never
change of loving all your wings and nothing like me, yeah. I can make you happy, make your dreams come true. It's nothing that I wouldn't do. Oh, to the ends of the earth for you, to make you feel my love, to make you feel my love. တိတ်ပျော်နေကြတယ် ဟယ်လိုဟုတ်ကဲ့ပြောပါရှင် ဟယ်လိုခိုင်လေးကိုတောင်းသွေးပါ အော်ကိုတောင်းတွေဘာကိစ္စရှိလို့လဲ အသေးပေးတရားလေးရှိလို့ဖုန်းဆက်လိုက်တာပါ အော်ကိုတောင်းတွေဘာကိစ္စရှိလို့လဲ တခြားတော့မဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ကုမ္ပဏီမီတင်မှာအခုမက်ခိုင်လေးရဲ့ဆိုင်တွေကိုဖျက်ပြီးတော့တိုက်ခန်းလေးစောက်ဖို့ဆွေးနွေးနေကြတယ်အခုထိတော့ဆုံးဖြတ်ချက်မချသေးဘူးဆိုပေမဲ့အဲ့ဒါမက်ခိုင်လေးဘက်ကိုကြိုးပြီးဖုန်းတက်တဲ့နေတယ်လို့အားဆက်လိုက်ရတာပဲ ဘလို့စိုက်ဖယ်ပေးရမယ်ဟဟလား ဟုတ်ပါတယ်ဆုံးဖြတ်ချက်ကတော့နောက်3ရက်နေချမှာဆိုပေမဲ့တရားတလောက်ကတော့ရှိနေပြီအဲ့ဒါမက်ခိုင်လေးဘက်ကိုကြိုးပြီးအသေးပေးတဲ့နေတယ်လို့ဖုန်းဆက်လိုက်ရတာပဲ အဲ့လိုမလုပ်ပါနဲ့ကိုရဲခိုင်လေးတို့မှာဒီဇိုင်းနဲ့လောက်ကင်စားတော့လာရတာခိုင်လေးတက်ရှိရမယ်ပြီးတော့ဒီဇိုင်းလေးကခိုင်လေးတို့မိသားစုအတွက်ဆိုင်တစ်ဆိုင်ထပ်ပို့ပါတယ်ကိုရဲပြင်လို့ရတယ်ပြင်ပေးပါအောင်လားနော်ကို ဆုံးဖြတ်ချက်ကတော့ပြင်မယ်ဆိုရင်တော့ပြင်လို့ရနိုင်ပါတယ်ဒါပေမဲ့ ပြင်လို့ရရင်ပြင်ပေးပါလားကိုရဲခိုင်လေးဘာလို့ခက်လို့ရပါ ဘာလုပ်ရလို့ရ အော်ခုနေ့ကကိစ္စကြောင့်များခိုင်လေးကိုဆိုင်ဖြတ်သိမ်းမှုဖြစ်လာလားယင် ခုမှပဲစကားပြောတာလမ်းကြောင်းတဲတော့တယ်ဒီမှာခိုင်လေးကျွန်တော်ဘဝမှာလူရှိသူရှိမှရှက်ခွက်ခံရတာအဲ့ဒီနေရာပထမဆုံးပဲနော် အော်အဲ့ကိစ္စကြောင့်ဆိုရင်အနုညစ်တောင်းလို့ဆိုလဲတောင်းမှမှာမယ်ကိုရဲဆိုင်ကိုတော့ဖြတ်သိမ်းပါနဲ့နော် ကျွန်တော်မက်ခိုင်လေးစီကလိုချင်တာဘာတစ်ခုမှမရှိဘူးကြပါလေကျွန်တော်ပုပ်ပွင့်နေနေမပြောမယ်ကျွန်တော်တာထိုးလေးကိုလိုချင်တယ် တာထုလေ တာထိုးလေးကိုကျွန်တော်3ရက်ခေါ်ထားခြင်းတယ်အဲ့ဒါမက်ခိုင်လေးဘက်ကအဆင်ပြောင်းစီစဉ်ပြီးတော့ တာထုလေဘာမလုပ်ပါနဲ့ကိုရဲမိုးစက်တင်ရမုံမီးလောင်းကုန်မယ် စိတ်မပူပါနဲ့ဒီမှာကျွန်တော်တာထိုးလေးကိုမှဲ့တော့မဆုံးမထင်ပဲပြန်ပို့ပြီးမှာအခုမက်ခိုင်လေးမှာရွေးချယ်တယ်နှစ်ခုပဲရှိတော့တယ်နော်ပထမတစ်ခုကမက်ခိုင်လေးရဲ့စာဒုတိယတစ်ခုကတာထိုးလေးကြိုက်တယ်လို့ဆုံးဖြတ်နော်ငါကမှန်းသိအောင်တော့မောက်ထောင်ပြရသေးတာပေါ့ကွာ ငါဖေကိုပြောပြပြီးတိုင်မင်ကောင်းမလား။အိုးဖြစ်သေးပါ။ဖေသာသိရင်မိုးဆက်လည်းသိမှာအသေးကြပဲ။ငါဘယ်လိုလုပ်ရမလဲ။ဒါပေမဲ့ကိုတောင်သွေးပြောတာပဲအမေတစ်ပေါက်မှမစိုးစရာဘူးလို့။ကိုကငါ့ကိုတော့လိမ်မဲ့သူမဟုတ်ဘူး။ Your lips